Hallelujah ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ် online ကခွာယူနေတဲ့မိဘညီကိုမောင်နှမများဒီနေ့ကျွန်တော်ဘာအားပေးခြင်းလဲဆိုရင်ဘဝသက်တာမှာလောကကြီးမှာရှင်နေတာသင်မဟုတ်ဘူးအထက်ကခရစ်တော်ဖြစ်ဖို့လိုတယ်ခရစ်တော်ရှင်ရင်လာထိရင်ခရစ်တော်ကိုထိတယ်အဲ့လိုနမိတ်လက္ခဏာဖြစ်လာလိမ့်မယ်သင်ရှင်ရင်လာထိရင်သင်ကိုထိတာခရစ်တော်စီကနေဘာတစ်ခုမှသူ့စီကိုတုံ့ပြန်မှုမသွားဘူးအေဖက်အခန်းကြီး3အပိုင်းငယ်19မှာယုံကြည်ခြင်းအဖြစ်ခရစ်တော်သည်သင်တို့ထဲ၌ကိန်းဝတ်တော်မူ၏ခရစ်တော်ကိုမိမိသက်တာထဲမှာကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံရင်အဲ့ဒီယုံကြည်သူရဲ့အထက်မှာခရစ်တော်ရှိတယ်ဖိလိပ္ပိ1:21ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ရှင်ပေါလုပြောနေတယ်ငါအသက်ရှင်တာပါလေခရစ်တော်ဖြစ်နေတယ်ဒါဆိုခရစ်တော်ကသူ့ထဲမှာရှိတာလားခရစ်တော်ကရှင်နေတာလားခရစ်တော်ရှင်နေတဲ့သက်တာခရစ်တော်ရှင်တဲ့သက်တာဖြစ်လာရင်အဲ့ဒီလူကိုပြုစုရင်ဘယ်သူကိုပြုစုရရောက်လဲခရစ်တော်ကိုပြုစုရရောက်တယ်ဘာလို့လဲခရစ်တော်ရှင်နေတာလေသူ့ပါဇက်ကပြောနေတာသူမဟုတ်ဘူးခရစ်တော်သူ့ရဲ့လက်ကလှုပ်ရှားနေတာသူမဟုတ်ဘူးအထက်ကခရစ်တော်သူ့ရဲ့ခြေထောက်ကသွားနေတာသူမဟုတ်ဘူးခရစ်တော်ကသူ့ခြေထောက်နဲ့သွားနေတာအဲ့တော့သူ့ကိုသွားကျွေးတော့ဘယ်သူကိုကျွေးရရောက်လဲခရစ်တော်ကိုကျွေးရရောက်တာပေါ့သူ့ကိုသွားထိုးတော့ဘယ်သူကိုထိုးရရောက်လဲခရစ်တော်ကိုထိခိုက်ရရောက်တာပေါ့မဒါနော်ဒါကြောင့်မလို့ရှင်ယောဟန်ခရစ်ရဲ့ခန်းကြီး19ကနေ25မှာဗာပြောလေတင်တို့ကိုငါဆေလွတ်တယ်အဲ့ဒီလူတွေကတင်တို့ကိုလက်ခံရင်တင်တို့ကိုလက်မခံပြီးငါကိုလက်ခံတယ်လို့မှန်ဘာလို့လဲတပည့်တော်တွေထဲမှာခရစ်တော်ရှင်တယ်မဟုတ်လားခရစ်တော်ရှင်ပြီးမှသွားတဲ့ခရီးကပရိသတ်တွေကအဲ့တပည့်တော်တွေကိုလက်ခံရင်ဘယ်သူကိုလက်ခံရရောက်လဲခရစ်တော်ကိုလက်ခံရရောက်တာပေါ့ထိုသူတို့ဒီတင်တို့ကိုညှင်းဆဲလျင်တင်တို့ကိုမညှင်းဆဲမီငါကိုညှင်းဆဲပြီးဟုမှတ်ကြလောခရစ်တော်ရှင်တဲ့အသက်တာဖြစ်လာရင်ကိုယ့်ကိုသူတို့လက်ခံရင်ခရစ်တော်ကိုလက်ခံရရောက်တယ်ကိုယ့်ကိုညှင်းဆဲရင်ခရစ်တော်ကိုညှင်းဆဲရရောက်တယ်ချင်းတော့အဲ့တော့ဒီနေ့ကိုယ့်ထဲမှာခရစ်တော်မရှင်ဘူးဆိုရင်ခရစ်တော်ပဲရှိတယ်ကယ်တင်ခြင်းရတယ်ခရစ်တော်ပဲရှိတယ်ခရစ်တော်ရှင်တဲ့အသက်တာမရှိရင်သင်ကိုသူများကြွေးရင်ခရစ်တော်ကိုကြွေးရမရောက်ဘူးသင်ကိုသူများညှင်းဆဲရင်လည်းခရစ်တော်ကိုညှင်းဆဲရမရောက်ဘူးအဲ့တော့အဲ့ဒီလူစီမှာဘာနမိတ်လက္ခဏာမှမဖြစ်ဘူးခရစ်တော်နဲ့ထိတွေ့တဲ့အရာဘာမှမရှိဘူးလောကကြီးမှာလိုနေတာသင်နဲ့ကျွန်တော်မဟုတ်ဘူးလောကကြီးကလိုနေတာခရစ်တော်အဲ့ဒီခရစ်တော်ကကျွန်တော်တို့အထဲကနေအခုလောကကြီးမှာအလုံးလုံးပါလေသင်အထဲကနေအလုံးလုံးပါလေသင်ကခရစ်တော်ကိုနေရာမပေးရင်ဒီလောကကြီးမှာအလုံးလုံးနေတာဘာလို့လဲသင်နဲ့ကျွန်တော်ဖြစ်သွားမှာပေါ့အဲ့တော့ဒီလောကကြီးဘလို့ကောင်းကြီးဖြစ်မလဲဒီလူတွေဘလို့တတ်တာပြောင်းလဲမလဲဘယ်လိုလုပ်နမိတ်လက္ခဏာဖြစ်လာမလဲအဲ့တော့အထက်ကခရစ်တော်လုံးမနမိတ်လက္ခဏာဖြစ်မယ်မဟုတ်ဘူးလားကောင်းကြီးဖြစ်မယ်မဟုတ်ဘူးလားဆိုအထက်ကခရစ်တော်လုံးဖို့ဆိုတာကကိုယ့်ထဲမှာခရစ်တော်ကိုနေရာပေးဖို့လိုတာပေါ့သင်တကယ်ခရစ်တော်ကိုနေရာပေးရင်ထူးကိုထူးခြားလာရမယ်ထူးခြားလာရမယ်ဒီຢာနဲ့ပတ်သက်ပြီးတမန်တော်ဝတ္ထုအခန်းကြီး9ကိုကြည့်ရှင်ပေါလုမပြောင်းလဲခင်အသက်တာအဲ့မှာရေးထားတယ်ဘာပြောလဲခရစ်တော်ရှင်နေတဲ့တပည့်တော်တွေခရစ်တော်အကြောင်းလိုက်ပြောတယ်သူတို့ပြောတာမဟုတ်သူတို့ထဲကခရစ်တော်ပြောတာသူတို့ထဲကခရစ်တော်ပြောတာဆိုသူတို့ထဲမှာယေရှုရှိတယ်ယေရှုကအဲ့ဒီတမန်တော်ရဲ့ပါဇက်နဲ့အေယုံဂေလိဟောတယ်အဲ့ဒါကိုရှောလူဆိုတဲ့ပုဂ္ဂိုလ်ကလုံးဝမကြိုက်ဘူးမကြိုက်လို့အဲ့ဒီယုံကြည်သူတွေကိုညှင်းဆဲတယ်ဖမ်းဆီးတယ်အဲ့ဒါတော့အားမရသေးဘူးတခါတည်းထောင်ထဲထဲဖို့လိုင်စင်သွားတောင်းတာယေရုရှလင်မှာရှောလူကအဲ့ဒီခရီးစဉ်အပြန်မှာလမ်းမလေးနေထက်လေးနဲ့အလင်းကရှောလူရဲ့မျက်စိကိုထိပြီးတော့ရှောလူမျက်စိကန်သွားတယ်သူအပေါင်းဖော်တွေဘေးနားမှာပါတယ်သူတို့မကန်ဘူးအတန်တစ်ခုကြားတယ်ရှောလူနင်ဘာကြောင့်ငါ့ကိုညှင်းဆဲသလဲဟာရှောလူကအဲ့အတန်ကိုရှင်းအောင်ကြားတယ်ဒါနဲ့ပြန်မေးလိုက်တဲ့ကိုတော်ဘာလုပ်လဲမျက်စိကမမြင်ဘူးအတန်ထက်ကြားတယ်ငါကသင်ညှင်းဆဲသောယေရှုဖြစ်သည်ယေရှုကိုသူဘာမှညှင်းဆဲလို့လေအခုအတန်ကြားတာသင်ယေရှုကိုညှင်းဆဲတယ်တဲ့ကျွန်တော်မညှင်းဆဲပါဘူးဘလို့ညှင်းဆဲလဲသိလားယေရှုရှင်နေတဲ့ယုံကြည်သူတွေကိုသူညှင်းဆဲတယ်သူဖမ်းဆီးတယ်ထောင်ထဲထဲဖို့လုပ်တယ်ချစ်တော့အဲ့တော့ယေရှုကပြောပြီးငါကသင်ညှင်းဆဲသောယေရှုဖြစ်သည်မင်းငါကိုညှင်းဆဲတယ်အတိတ်ပဲကဘာလဲယေရှုကအထဲထဲမှာနေရာရထားရင်ယေရှုကိုကိုကဝန်ခံရင်ကိုညှင်းဆဲရင်ဘယ်သူညှင်းဆဲရရောက်လဲယေရှုကိုညှင်းဆဲရရောက်တယ်ညှင်းဆဲကြည့်လိုက်တတ်သိတွေးရမယ်
ဒါပဲယေရှုနေရာရတဲ့လူကိုတွားညင်းစေတော့တတ်တယ်တွေ့ရတယ်ဘာဖြစ်သွားလဲမျက်စိကန်းသွားတယ်ကဲကောင်းပြီထတွားအာနနိစီဒါနဲ့ပဲရှောလူရောက်လာတော့အာနနိကလက်တင်တယ်ငါညီရှောလူသခင်ယေရှုရဲ့နာမနဲ့မင်းမျက်စိမြင်စေမျက်စိကငါးကြေးခွန်ကွာကြသလိုကွာပြီးမျက်စိမြင်သွားတယ်အဲ့ဒီမှာသူအစာစားတဲ့ဗတ္တိဇာခံတယ်ကျင်းတော့အခုမှဗတ္တိဇာခန္ဓာနော်ရှောလူကအရင်ကသူပါလေကျန်တဖာရိရှေတရားဟောဆရာအဲ့ဒီရှောလူဘယ်သူနဲ့ထိသွားလဲယေရှုနဲ့ထိသွားတာဒါပါပဲတမန်တော်နဲ့ထိတာမဟုတ်ဘူးဘယ်သူနဲ့လဲယေရှုနဲ့ထိသွားတာပြောင်းလဲသွားတယ်ဒါပဲအဲ့တော့ဒီနေ့ချက်တော်ညီကိုမောင်နှမကိုယ်တတ်တာထဲမှာယေရှုကိုနေရာပေးပါလာညင်းစေရင်ယေရှုကိုထိတယ်သူစီမှာထူးထူးခြားခြားဖြစ်သွားမယ်လာပြုစုရင်ယေရှုကိုပြုစုရာရောက်တယ်သူတတ်တာမှာထူးခြားတဲ့ကောင်းကြီးဖြစ်သွားမယ်ဘယ်သူရှင်ရင်လဲယေရှုရှင်တဲ့ယုံကြည်သူဖြစ်မယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့အသက်တာထဲမှာခရစ်တော်ကိုနေရာပေးပါရှင်သန်ခွင့်ပေးပါခရစ်တော်ရှိယုံနဲ့မပြီးဘူးခရစ်တော်အထဲမှာရှင်ဖို့လိုတယ်ခရစ်တော်နေရာရဖို့လိုတယ်ချက်တော်ညီကိုမောင်နှမဒါလေးကိုနားလေစေခြင်းနဲ့ဖယားရှင်ကိုနေရာပေးရအောင်ဒါကြောင့်မလို့သခင်ယေရှုပြောတယ်မဟုတ်လားရှင်ယောဟန်ခရစ်အခန်းကြီး15စက္ကွာနေ25မှာသင်တို့ကိုငါစေလွတ်တယ်သူတို့ကသင်တို့ကိုလက်ခံရင်ငါကိုလက်ခံရာရောက်တယ်သူတို့ကသင်တို့ကိုညှင်းပယ်ရင်ငါကိုညှင်းပယ်ရာရောက်တယ်သူတို့ကသင်တို့ကိုပြုစုရင်ငါကိုပြုစုရာရောက်တယ်သူတို့ကသင်တို့ကိုညှင်းဆဲရင်ငါကိုညှင်းဆဲရာရောက်တယ်တတ်သိတွေ့ရမယ်ဒါမဲ့ကျွန်တော်တို့ကခရစ်တော်ရှိပြီမဲ့ခရစ်တော်ကိုနေရာမပေးဘူးဆိုရင်ဘာမှနမိတ်လက္ခဏာမဖြစ်ဘူးဘာမှကောင်းကြီးမဖြစ်ဘူးဘာမှတတ်သိလည်းမဖြစ်ဘူးခရစ်တော်တော့ရှိတယ်လေဒါပေမဲ့ခရစ်တော်ကြောင့်နေရာမပေးဘူးနေရာမပေးတော့ဟိုလူတွေကျွန်တော်လာထိခိုက်တော့ဟိုလူတွေကိုခရစ်တော်ပြန်မထိဘူးဘာလို့လဲကျွန်တော်ထဲမှာခရစ်တော်မှမရှင်တာအဲ့တော့ဒီနေ့မြေကြီးပေါ်မှာလိုနေတာပါလေကျွန်တော်တို့ကခရစ်တော်ကိုနေရာပေးဖို့ဖြစ်တယ်ခရစ်တော်နေရာရထားတော်သူများဒီမြေကြီးကလိုအပ်နေတယ်လိုအပ်နေတယ်အဲ့တော့ယုံကြည်သူနဲ့ခရစ်တော်ဆက်ဆက်မှုရှိတယ်နော်ဒီနေ့ယုံကြည်သူများခရစ်တော်ရှိခြင်းနဲ့မကျေနပ်နဲ့ခရစ်တော်ကိုယ်ထဲမှာရှင်ခြင်းနဲ့သွားရအောင်ဒီမြေကြီးကခရစ်တော်ရှိတော်သူလိုချင်တာမဟုတ်ဘူးခရစ်တော်ရှင်တော်သူကိုလိုချင်တာဒါကြောင့်ဤလောကဒီဖယားသခင်သားများပေါ်ထွန်းခြင်းကိုအလွန်တောင်းတတယ်လို့ယောမအခန်းကြီး8မှာပြောထားတာဘာလို့လဲအဲ့ဒီဖယားသားဝိညာဉ်ရေးယဉ်ကျက်တော်သူကြီးထွားတော်သူကိုမှဖယားသားလို့ခေါ်တယ်အဲ့တော့ဖယားနေရာရထားတော်သူဖယားကကိုယ်ထဲမှာနေရာရထားရင်မြေကြီးကအဲ့ဒီဖယားသားတွေကိုလိုချင်တာဘာလို့လဲအဲ့ဒီချိန်ကြမှာဒီမြေကြီးကကောင်းကြီးဖြစ်လာမှာမင်္ဂလာဖြစ်လာမှာဒါကြောင့်ခရစ်တော်နဲ့ယုံကြည်သူဆက်ဆက်မှုရှိတယ်နော်ဒီနေ့သင်သည်ခရစ်တော်ရှိတော်သူအစင်ပဲမဟုတ်ဘဲနဲ့ခရစ်တော်ကိုနေရာပေးသောယုံကြည်သူဖြစ်မယ်ဆိုရင်မြေကြီးဟာမင်္ဂလာဖြစ်လာမယ်သင်နေတဲ့အိမ်ကမင်္ဂလာဖြစ်လာမယ်သင်ရဲ့အသင်းတော်မင်္ဂလာဖြစ်လာမယ်သင်ကိုလာတိုက်ခိုက်တဲ့လူတက်သေးတွေ့သွားစေရမယ်ဟာလေလုယာဒါကြောင့်မလို့ခရစ်တော်ရှိခြင်းနဲ့မနေဘဲနဲ့ခရစ်တော်ရှင်တဲ့အသက်တာကိုသွားဖို့စံတာရှိရင်ခရစ်တော်ကိုနေရာပေးရအောင်အသက်တာထဲမှာခရစ်တော်ကိုခေါ်ဖက်ရအောင်ခရစ်တော်ဥဆောင်မှုကိုဝန်ခံရအောင်ခရစ်တော်ရဲ့အုပ်စိုးခြင်းကိုသဘောတူရအောင်အသက်တာကိုစက္ကပ်ချင်ရှိတဲ့နေရာကနေကျွန်တော်အတူတူကမတ်တက်ရပြီးစက္ကပ်ရအောင်မြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါတယ်အဖာကျွန်တော်တို့ခရစ်တော်ရှိတော်ကြောင့်ယေရှုတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထဲမှာခရစ်တော်နေရာမရခဲ့ဘူးကျွန်တော်တို့ပဲကြိုက်တယ်လို့အသက်ရှင်တယ်ဒါကြောင့်မြေကြီးပေါ်မှာကောင်းကြီးမဖြစ်ဘူးကျွန်တော်တို့နေတဲ့အိမ်ကမင်္ဂလာမဖြစ်လာဘူးကျွန်တော်တို့ရဲ့အသင်းတော်ကမင်္ဂလာမဖြစ်လာဘူးကျွန်တော်နဲ့ပေါင်းသင်းတဲ့လူတွေရဲ့အသက်တာမှာဘာမှထူးခြားမှုမဖြစ်လာဘူးဘာကြောင့်လဲခရစ်တော်ရှိခြင်းတစ်ခုပဲဖြစ်တယ်ခရစ်တော်ရှင်ခြင်းမဖြစ်တော့ကြောင့်ဖြစ်ပါတယ်ဒီအမားတွေအတွက်ဝန်ချတောင်းပန်တယ်အဖဖရားဒီနေ့ကနေစပြီးကျွန်တော်မှစာရောက်တိုင်းရဲ့အသက်တာကိုအနံပါတယ်ခရစ်တော်ရှင်တဲ့အသက်တာခရစ်တော်ကျွန်တော်ထဲမှာနေရာရဖို့ကျွန်တော်အသက်တာကိုအနံပါတယ်ဒါရှင်တော်ဝိညာဉ်တော်ဘုရားကိုဥဆောင်ပါလမ်းပြပါခရစ်တော်နေရာရသောယုံကြည်သူများဖြစ်ဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒါရှင်တော်ဝိညာဉ်တော်ဘုရားခရစ်တော်ကိုနေရာပေးသောသူများဖြစ်ရပါပြီကြောင်းအရောက်တိုင်းရဲ့အသက်တာကိုအနံပါတယ်အရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါတယ်ဖဖရားအာမင်အာမင်ခရစ်တော်ရှိခြင်းနဲ့မသွားနဲ့ခရစ်တော်ရှင်ခြင်းနဲ့သွားပါအာမင် God bless you